ရန်ရဲ့ရေငုပ်သင်္ဘောဖြတ်ရဟတ်ယာဉ်တစ်စီးဟာပင်လယ်ပြင်တနေရာမှာရေအောက်ကရေငုပ်သင်္ဘောတွေရှိနေမဲ့တိကျတဲ့နေရာကိုရှာဖွေဖို့အတွက်ဆိုနာစက်တွေကိုချပြီးစမ်းသပ်နေခဲ့ပါတယ်။ရဟတ်ယာဉ်ရဲ့ဆိုနာမိသွားတဲ့အခါမှာတော့ရေငုပ်သင်္ဘောတွေကဆိုနာအော်ပရေတာဟာအတော်လေးထိတ်လန့်သွားခဲ့ပါတယ်။အဲ့ဒီနောက်ရေငုပ်သင်္ဘောကပတိန်ကဝန်ထမ်းအားလုံးကိုသက်ဆိုင်ရာနေရာအသီးသီးကိုပြန်ပြီးတိုက်ပွဲအတွက်အသင့်ပြင်ထားဖို့အမိန့်ပေးလိုက်ပါတယ်။အမည်မသိရေငုပ်သင်္ဘောရှိနေတဲ့နေရာကိုအတိအကျသိသွားတဲ့နောက်မှာတော့ရဟတ်ယာဉ်ဟာအဲ့ဒီနေရာကိုအမြန်ပြန်တန်းသွားပြီးရေငုပ်သင်္ဘောကိုရေပေါ်တက်လာအောင်အတင်းအကျပ်ဖိအားပေးတဲ့အနေနဲ့ရေအောက်ဘုံ depth charges လေးလုံးကိုကျုံတလို့ပစ်ချလိုက်ပါတော့တယ်။ဆိုနာအော်ပရေတာကအချက်ပေးခေါင်းလောင်းတီးလိုက်တာနဲ့ဝန်ထမ်းတွေအားလုံးဟာခေါင်းစည်းပူဝါတွေအမြန်ပတ်ပြီးရိုက်ခတ်မှုဒဏ်ခံနိုင်ဖို့ပြင်ဆင်လိုက်ကြပါတယ်။ပောက်ကွဲတံတွေစက်တိုက်ထွက်ပေါ်လာပြီးရေငုပ်သင်္ဘောဟာလည်းဘယ်ညာရင်းခါသွားခဲ့ပါတယ်။သင်္ဘောအတွင်းပိုင်းတစ်ခုလုံးလည်းဖျို့ဖျဲဖြစ်သွားသလိုဆိုနာစနစ်တွေပါပျက်စီးသွားခဲ့ပါတယ်။ပောက်ကွဲမှုတွေအပြီးမှာတော့ကပတိန်ဖြစ်သူကဒီတိုင်းငြိမ်ခံပြီးအသေးမခံနိုင်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။သူကဝန်ထမ်းတွေကိုပခုံးထမ်းလောင်ချာရှာခိုင်းပြီးရေပေါ်ကိုအမြန်ဆုံးတက်ဖို့အမိန့်ပေးလိုက်ပါတယ်။ကပတိန်ဟာအဲ့ဒီလောင်ချာနဲ့အီရန်ရဟတ်ယာဉ်ကိုပြန်ပစ်ချဖို့ကြံစည်နေတာပါ။ချင်းချောက်ခံနေရတဲ့ရေငုပ်သင်္ဘောရေပေါ်တက်လာတဲ့အခါမှာတော့ဒါဟာပင်လယ်ရေအောက်မြေပုံရေးဆွဲနေတဲ့ပြင်သစ်ရေငုပ်သင်္ဘောတစ်စီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အီရန်ရဟတ်ယာဉ်ဟာရေငုပ်သင်္ဘောရှိရာကိုဦးတည်ပြီးအရှိန်နဲ့ပြန်တန်းလာပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲပြင်သစ်ကပတိန်ဟာသင်္ဘောကုန်းပတ်ပေါ်ကိုတိတ်တဆိတ်တက်လာပြီးရဟတ်ယာဉ်ကိုလောင်ချာနဲ့အချိန်စားရယူလိုက်ပါတယ်။သူကမောင်းခလုတ်ကိုအမြန်ဆွဲလိုက်ပေမဲ့မောင်းကပိတ်နေတာ safety start ဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲရဟတ်ယာဉ်ကကပတိန်ရှိရာကိုတနက်နဲ့လှမ်းပစ်ပြီးအနီးကပ်ချင်းကပ်လာပါပြီ။အရေးကြုံနေတဲ့အချိန်ပိုင်းတွင်းမှာပဲကပတိန်ကသူ့ရဲ့စစ်သားတွေကိုပိတ်နေတဲ့မောင်းတံကိုတနက်နဲ့လှမ်းပစ်ခိုင်းလိုက်ပါတယ်။နောက်ဆုံးမှာတော့ကြီးစံထိမှန်သွားပြီးမောင်းတံပွင့်သွားခဲ့ပါတယ်။ပြင်သစ်ကပတိန်ဟာအီရန်ရဟတ်ယာဉ်ကိုထပ်မံချိန်ရွယ်ပြီးပစ်ချလိုက်ပါတော့တယ်။အီရန်ရဟတ်ယာဉ်ကိုပစ်ချပြီးတဲ့နောက်မှာတော့ရေငုပ်သင်္ဘောဟာရေအောက်ကိုပြန်ငုပ်ပြီးအခင်းဖြစ်ပွားရာနေရာကနေပြင်သစ်အခြေစိုက်စခန်းစီကိုအမြန်ဆုံးဆုတ်ခွာလာခဲ့ပါတယ်။ဒါပေမဲ့ကပတိန်ပြင်သစ်စခန်းကိုပြန်ရောက်တဲ့အခါမှာတော့ဒီလိုစွတ်တရွတ်လုပ်ပြီးရဟတ်ယာဉ်ကိုပစ်ချလိုက်တဲ့အတွက်ပြဿနာကြီးကြီးမားမားတက်နေပြီဆိုတာသိလိုက်ရပါတယ်။ဒီဖြစ်ရပ်ကြောင့်အရှေ့လယ်ပိုင်းနဲ့ဥရောပကြားမှာမငြိမ်မသက်မှုတွေဖြစ်ကုန်ပါတယ်။ပြင်သစ်ရေတပ်ဗိုလ်ချုပ်ကတရားသူကြီးကိုအီရန်ဘက်ကနေယက်တီပေးဖို့ပြောနေရတယ်လို့ရုရှားကလည်းဥရောပသမဂ္ဂရဲ့ညီညွတ်မှုကိုစမ်းသပ်တဲ့အနေနဲ့ပြင်သစ်နဲ့ဥရောပကိုနျူကလ িয়ার လက်နက်နဲ့တိုက်ခိုက်မယ်လို့ချိန်ချောက်လာပါတယ်။ပြင်သစ်ကလည်းအလျှော့မပေးပဲသူတို့အသစ်တီထွင်ထားတဲ့ Intrepid လို့ခေါ်တဲ့ဗျူဟာမြောက်နျူကလ িয়ার ရေငုပ်သင်္ဘောကိုအတ္တလန်တိတ်သမုဒ္ဒရာထဲမှာတိတ်တဆိတ်အသင့်အနေထားတွားရောက်ဆောင်ခိုင်းထားပါတယ်။တစ်ချိန်တည်းမှာပဲထေထန်လို့ခေါ်တဲ့နောက်ထပ်ပြင်သစ်ရေငုပ်သင်္ဘောတစ်စီးကလည်းရန်ပေးဖို့လိုက်ပါသွားပါတယ်။ဒီအစစ်မြင့်ပြင်သစ်ရေငုပ်သင်္ဘောနှစ်စီးဟာအခြေစိုက်စခန်းကနေတိတ်တဆိတ်ထွက်ခွာသွားကြပြီးသူတို့သွားမဲ့လမ်းကြောင်းကိုလည်းအထူးလျှို့ဝှက်ထားပါတယ်။သူတို့ဟာရုရှားကိုစန့်ကျင်တိုက်ခိုက်ပြီးဥရောပသမဂ္ဂကိုကာကွယ်ရမယ့်တမိုင်းဝင်တာဝန်ကြီးကိုထမ်းဆောင်နေကြတာပါ။ဒါပေမဲ့ထွက်ခွာပြီးတိတ်မကြခင်မှာပဲပြင်သစ်ရေတပ်စခန်းမှာအချက်ပေးတံတွေကျဲလောင်စွာထွက်ပေါ်လာပါတယ်။ရုရှားကဘားရင်းရေလက်ကြား Bering Strait ကနေပြင်သစ်နိုင်ငံပါရီမြို့ကိုတိုက်ရိုက်ပစ်မှတ်ထားပြီး R-30 နျူကလ িয়ার ဒုံးကျည်တစ်စင်းလွှတ်တင်လိုက်ပါပြီးလူတိုင်းအတွက်အသက်ရှင်ဖို့အချိန်နာရီဝက်တောင်မကျန်တော့ပါဘူး